မနေ့ပြန်ဒါကတော့ဗောနော်မနေ့ပြန်တကြံတက်နေမှာဖွင့်မဲ့သုံးလုံးထီဗောနော်အချိန်မီလေးထိုးလို့ရအောင်ကျွန်တော်တွေ့တာလေးဗောနော်ကျွန်တော်တင်ပြပေးလိုက်တယ်ဗောနော်ဒါလေးကတော့ပထမဆုံးထိတ်စီးကလေးဗောထိတ်စီးကသူကဘယ်လိုလာလဲဆိုတော့ပထမဒီ6ရဲ့ဒီ6ရဲ့ကိုထိတ်စီးလေးရဲ့ဒီနှစ်နောက်ပိတ်လေးရဲ့ပေါင်းလိုက်လို့သူကတစ်လို့ရတယ်သူကအဲ့တစ်ကိုဒီ6ရဲ့ဒီ9ရဲ့သူကပြန်ပြီးတစ်တယ်နော်သူကဒီကိုထိတ်စီးလေးရဲ့နှစ်နောက်ပိတ်လေးရဲ့ပေါင်းလိုက်လို့သူကတစ်ရတယ်အဲ့တစ်ကိုသူကဒီ6ရဲ့9ရဲ့ပြန်ပေါင်းရင်သူကပြန်တစ်ချင်တယ်အဲ့အတွက်ကြောင့်သူကဒီမှာ9ထိပ်စီဒီတစ်ကိုသူကဒီနှလုံးပေါင်းတစ်နဲ့ပြန်ချေတာဒါကပထမတစ်ကသူကဒီဒုတိယတစ်ကမှလည်းဒီလိုပဲသူက9ထိပ်စီလေးရဲ့3နောက်ပိတ်လေးရဲ့ပေါင်းရင်သူက8သူကအဲ့8ကိုဒီ8ကလေးရဲ့ဒီ3ညာလေးရဲ့သူကပြန်ပြီးတော့8ဆိုပြီးပြန်ချေတာအဲ့အတွက်ကြောင့်သူက3ညာထိပ်စီဒီ9ထိပ်စီရဲ့3ရဲ့နှလုံးပေါင်းခြင်းသည်8အဲ့8ကိုသူကဒီနှလုံးပြန်ပေါင်းခြင်းသည်ပြန်ပြီးတော့8မယ်အဲ့အတွက်ကြောင့်ဒီမှာ8ရဲ့အတွက်3ညာထဲမှာသာလေရင်8ဖြစ်မယ်ဒါဒုတိယတစ်ကတတိယတစ်ကကြတော့သူကဒီ3ညာထိပ်စီရဲ့9ရဲ့ပေါင်းလို့သူက9ဒီမှာ9ရှိရဲ့အတွက်အကဲဒီမှာ9မယ်ဆိုလို့ရင်သူက4ထိပ်စီထဲမှာသာလေရင်9မယ်အဲ့တော့ကြောင့်4ထိပ်စီ4ထိပ်ပေါ့နော်ဒါ4ထိပ်စီပထမတစ်က4ထိပ်ရပါပြီဒါလေးကတော့ဒါဒုတိယတစ်ဆိုင်ပေါ့နော်ဒါလည်းထိပ်စီးလေးပဲပေါ့နော်ဒါထိပ်စီးရတော့ဘယ်လိုလာလဲဆိုတော့သူကဒီနောက်ပိတ်ကလေးရယ်အလဲတိုင်းလေးရယ်ထိပ်စီးလေးရယ်ပေါင်းမယ်သူကဒီသုံးလုံးပေါင်းရင်သူက9ဒီဆိုင်လေးကတော့9ဖြစ်ခြင်းပေါ့နော်ဒီနှစ်က9ရယ်ပေါင်းတော့9ဆိုတဲ့အတွက်ဒီမှာ9ထိပ်စီးထဲမှာသာလည်းသူက9ဖြစ်မယ်ဒါပထမတစ်ကဒုတိယတစ်ကလည်းဒီလိုပဲ3နောက်ပိတ်လေးရယ်6လဲတိုင်းလေးရယ်9ထိပ်စီးလေး3ညထိပ်စီးလေးရယ်ရှိမှ3ညထိပ်စီးလေးထဲမှာသူက9ရမယ်ပထမတစ်ကမှာတော့ကသူကဒီမှာ3လုံးပေါင်းခြင်းစီ9ဒုတိယတစ်ကမှာလည်း3ရယ်6ရယ်3ညရယ်3ရယ်6ရယ်ရှိရတဲ့အတွက်3ညထဲမှာသာလေသူက9ဖြစ်မယ်အဲ့အတွက်က3ညထိပ်စီးဒါဒုတိယတစ်ကပြောတတိယတစ်ကကြတော့ဒါကျွန်တော်တို့အခုရောက်ပြန်ပေါ့နော်3.9ရှိတယ်5တစ်လေးရှိတယ်9နောက်ပိတ်လေးရယ်တစ်လေတိုင်းလေးရယ်ရှိရအတွက်သူကဆက်ပြီးတော့9မယ်ဆိုလို့ရင်9ထဲမှာသာလေ9မယ်အဲ့အတွက်ကြောင့်9ထိပ်စီဒုတိယပထမထိပ်စီးစီ4အခုဒုတိယထိပ်စီးစီသူကပါဝါဖြစ်သွားတာပေါ့နော်ဒီမှာ4ပေါ့9ထိပ်ဖြစ်သွားတယ်ဒါဒီထိပ်စီးပြီးတော့ဒါကတော့လဲတိုင်းပေါ့နော်လဲတိုင်းသူကကျတော့ဒါနှစ်ဖြစ်ချင်းနဲ့ကျွန်တော်သွားမယ်ပေါ့နော်နှစ်ဖြစ်ချင်းနဲ့သွားမယ်ဆိုတော့ဒါပထမတစ်ကဒီအနီအောင်လေးသုံးလုံးဒီ9နှစ်ဆိုတဲ့ကဏ္ဍက9အလဲတိုင်းလေးရယ်6နှစ်9က9နောက်ပိတ်963ဆိုတဲ့ကဏ္ဍက6လဲတိုင်းလေးရယ်ဒီခွန်ရယ်ဒီ9ရယ်ဒီ6နောက်ပိတ်6လဲတိုင်းလေးရယ်ပေါင်းရင်သူက2လို့2 6 9ရှိရတဲ့ခွန်9ရှိရတဲ့6ထဲမှာသာလေသူက2ဖြစ်မယ်ဒါပထမတစ်ကနော်
ဒုတိယတစ်ပင်မှာကျတော့963ရယ်866ရယ်3939ရယ်အဲ့ကဏ္ဍမှာသူက963က6လေတိုင်းရယ်866က6နောက်ပိတ်ရယ်3939က3ညလေတိုင်းရယ်ဒီ3လုံးကိုပေါင်းရင်လည်းညစ်ပဲ6ကရှိရတဲ့အတွက်3ညထည့်ပေးမှသာလေသူကနှစ်ပဲဒါကကျွန်တော်တို့ရောက်က3939 514 အဲ့တော့3ညနဲ့4နဲ့ရှိတယ်အကယ်ဆက်ပြီးတော့နှစ်ဖြစ်အောင်မယ်ဆိုရင်ကျွန်တော်တို့က8လက်တိုင်းထည့်ပေးရမယ်8လက်တိုင်းထည့်မှာနှစ်ဖြစ်မယ်အဲ့တော့8လက်တိုင်းဒီဒါတော့နံပါတ်1ဒါအလဲတိုင်းနံပါတ်1အလဲတိုင်းဒါကတော့ကျွန်တော်တို့ဒုတိယအလဲတိုင်းပေါ့နော်သူကကျတော့ဒီမှာတော့2ဖြစ်ချင်းဆိုတာကျွန်တော်ဒီမှာကျတော့4ဖြစ်ချင်းတော့ပေါ့နော်သူက4ဖြစ်ချင်းဘယ်လိုသွားလဲဆိုတော့ဒီ6ကဒီ2က6က6နဲ့6ဆိုပြီးတော့ဒီကဏ္ဍ3လုံးပေါင်းရင်သူက4เนาะဒီမှာ6နဲ့6 3လုံးပေါင်းရင်4ဒါပထမတစ်ကက်ပထမကက်ဒါတော့ဒုတိယတစ်ကက်ပေါ့နော်ဒုတိယတစ်ကက်ကျတော့ဒီ8ဒီ6ဒီ3ညဒီ3လုံးပေါင်းရင်လည်းသူက4သူက4ဖြစ်ချင်းပေါ့နော်ပထမတစ်ပတ်မှာလည်း4ဒုတိယတစ်ပတ်မှာလည်းဒီ3လုံးပေါင်းချင်းဒီ4တတိယတစ်ပတ်မှာ914ဆိုတော့သူက9ရဲ့1ကနှလုံးပေါင်းတော့6အကယ်ဆက်ပြီးတော့4ဦးမယ်ဆိုလို့ရင်4ဆက်ဖြစ်မယ်ပေါ့နော်4ဖြစ်မယ်ဆိုလို့ရင်ကျွန်တော်တို့ကဘာထည့်ပေးရမလဲ8ထည့်ပေးမှသာလေ4ဖြစ်မှာအဲ့အတွက်အလဲတိုင်း8ဒီ2 side ဖြစ်သွားပြီနော်2 side ဖြစ်သွားပြီဒါကတော့သူကအလဲတိုင်းနဲ့သူကနောက်ပိတ်နဲ့ဒါနှစ်ခုပေါင်းထားတာသူကဒါကြတော့ဘယ်လိုလာလဲဆိုတော့ကျွန်တော်ဒီအပြာရောင်လေးပေါ့နော်အပြာရောင်လေး6 2 9 3ဒီကဏ္ဍ4လုံးပေါင်းပေါ့နော်ဒီကဏ္ဍ4လုံးပေါင်း6 2 9 3အဲ့ကဏ္ဍ4လုံးပေါင်းရင်သူက3ညရတယ်နော်ဒီ6 2 9 3 6 2 9 3ကဏ္ဍဒီ4လုံးပေါင်းရင်သူက3ညသူကအဲ့3ညကိုသူကဒီ2ကဒီ6ကသူက3လုံးပြန်ပေါင်းပြီး3လုံးပေါင်းချင်းသူကပြန်ပြီးတော့3ညဆိုပြီးခြေတာသူကဒီကဏ္ဍ4လုံးပေါင်း3ညကိုဒီကဏ္ဍ3လုံးပေါင်းရင်3ညဒါပထမတစ်ကဒီမှာဒီ3ညနော်ကဏ္ဍ4လုံးပေါင်းချင်းဒီ3ညနော်3ညဒုတိယတစ်ကကျတော့လေဒီလိုပဲဒီကဏ္ဍ866 9ဒီကဏ္ဍ4လုံးပေါင်းချင်းဒီ9ပထမတစ်ကမှာတော့3ညအခုဒုတိယတစ်ကမှာဒီကျွန်တော်တို့6လာတယ်နော်6လာတယ်6ဆိုတော့သူကဒီကဏ္ဍ4လုံးပေါင်းကို9ဆိုတော့ကျွန်တော်ကဒီကိုပြန်ခြေမယ်ဆိုတော့ဒီ3ရယ်6ရယ်8ရယ်အတွက်3ညထဲမှာသာလေ9ကျွန်တော်ကစီနီယံပေါ့နော်ပထမတစ်ပတ်မှာ3ညဒုတိယတစ်ပတ်မှာ9ဒါတော့ကျွန်တော်တတိယတစ်ပတ်ပေါ့နော်တတိယတစ်ပတ်ကျတော့ဒီ9ရယ်1က4ရယ်ရှိတယ်အကယ်ကျွန်တော်ကတော့အမှန်တကယ်ဆိုရင်တော့ဒါတော့10 website ပေါ့ကျွန်တော်တော့10 website မယူဘူးကျွန်တော်စီနီယံနဲ့ပဲယူလိုက်တော့မယ်ပထမတစ်ပတ်မှာဒီ3ညဒုတိယတစ်ပတ်မှာဒီ9အခုဒီမှာဒီကျွန်တော်တို့8လာမယ်ကျွန်တော်အဲ့လိုပဲယူလိုက်တော့မယ်8ဆိုတော့914ဆိုတော့10သူက8ဖြစ်မယ်ဆိုလို့ရင်သူက8နောက်ပိတ်ထဲမှာ8ဖြစ်မယ်ဆိုတော့ဒီ4လုံးပေါင်းရင်8ဖြစ်သွားပြီဆိုတာ ਨੇ ဒီ3လုံးပေါင်းစီလဲ8ကတော့မယ်အဲ့အတွက်ကြောင့်ဒီမှာ9ရဲ့1က
ဆိုတော့10 8ဖြစ်ဖို့ဆိုလို့ရင်သူကလည်း8ထဲမှာရမယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီ8လေတိုင်းဒီ3ချက်ရှိတယ်8လေတိုင်းဒီ3ချက်ရှိတယ်အခုဒီပြင်မှာဆိုလို့ရင်8လေတိုင်း8နောက်ပိတ်8လေတိုင်း8နောက်ပိတ်နော်8လေတိုင်း8နောက်ပိတ်8ကဒီမှာကျွန်တော်တို့ဒီမှာ8လေတိုင်းဒီမှာတစ်ချက်ရှိမယ်ဒီမှာတစ်ချက်ရှိမယ်8လေတိုင်းကဒီမှာစီတစ်ချက်ရှိမယ်နော်3ချက်အလုံးပေါင်း3ချက်8လေတိုင်းကနောက်ပိတ်လေးရတော့ဒီမှာတော့လောဆိုတော့9ပေါ့နော်ကဲကျွန်တော်တို့ကထိပ်စီးလေးရသွားပြီအလေတိုင်းလေးရသွားပြီနောက်ပိတ်လေးရသွားပြီကျွန်တော်ခဏန်းလေးကိုကျွန်တော်တို့ပြန်ချုပ်မယ်ပေါ့နော်ခဏကိုပြန်ချုပ်မယ်ဆိုတော့ကျွန်တော်အခုလို့ဆိုဗရိတ်လေးအရင်ပြမယ်နော်ဗရိတ်ကကျတော့ဒီပန်းရောင်လေးကိုကြည့်ပန်းရောင်လေးကိုကြည့်မယ်နော်ပန်းရောင်လေးကျတော့သူက9ရယ်6ရယ်9ရယ်9နဲ့လေး18 6နဲ့ပေါင်းတော့သူက4နော်ကျွန်တော်ရေးတာမှားတယ်နော်9နဲ့လေး18 6နဲ့ပေါင်းတော့4 break 4 break ထွက်သွားတယ်နော်အစိမ်းရောင်လေး4 break ထွက်သွားတယ်ဒါပထမတစ်ကအခုဒုတိယကကျွန်တော်သွားမယ်နော်ဒုတိယတစ်ကကျတော့ဒီပန်းရောင်လေးကိုကြည့်မယ်နော်9ရယ်8ရယ်6ရယ်အလုံးပေါင်းလို့ရင်သူကနော်73 6နဲ့ပေါင်းတော့9နော်အဲ့9ကိုဒီမှာစီ9နော် break 9အဲ့ဒါဆိုလို့ရင်အခုကျွန်တော်တို့လှည့်ပါနော်ဒီ3ညရဲ့9ရဲ့ဒီမှာ4တယ်ရှိတယ်ဆိုတော့3လုံးပေါင်းတော့လည်း9ပဲကဲကျွန်တော်တို့ဆက်ပေးမယ်မှတ်မယ်ဆိုရင်တော့ဒီဘက်မနေ့ပြန်ပါနော်9 breakကျွန်တော်တို့9 break ရှိတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့တွေ့ထားသည်9ထိပ်ရှိမယ်9ထိပ်ရှိမယ်8အလဲရှိမယ်8လဲရှိမယ်8ပိတ်ရှိမယ်နော်9ထိပ်8လဲ8ပိတ်ပြောရလို့ရင်ဒီမှာသည်4 9ထိပ်ပေါ့နော်ကျွန်တော်ဆက်လာတွေ့တယ်တွေ့ရမြင်တာလေးတော့ကျွန်တော်တို့ပြပေးလိုက်မယ်နော်ဒါလေးကတော့ဒီ9ရဲ့ခွင်ရဲ့9ရဲ့ပေါင်း9နဲ့18ခွင်နဲ့ပေါင်းတော့9သူက9 3ည3ဒီသူကထိပ်စီးဒီမှာစီ9ထိပ်စီးပုံရတယ်သူကဒုတိယတစ်ခါ9ရဲ့6ရဲ့6ရဲ့17 6ခွန်2 3ညထိပ်စီးဆိုပြီးတော့ဒီမှာ3ညထိပ်စီးပုံရတယ်နော်ကျွန်တော်မြန်မြန်လေးပဲပြရတာပါနော်ဒီမှာဒီ3ည4 3ည4ဆိုတော့နှလုံးပေါင်းတော့3လုံးပေါင်းတော့4ရဲ့ပါပါစီကို4ရဲ့နှက်ခတ်စီ2 4 9 2ထိပ်ကျွန်တော်စနေတော့ဒီမှာရထားတာစီ4 9ထိပ်အဲ့တော့ဒီကကျွန်တော်နေ့တစ်လုံးထည့်လိုက်မယ်နော်ထည့်လိုက်မယ်8အလဲရှိတယ်9ပိတ်ရှိတယ်9 break ရှိတယ်ကဲအားလုံးပဲဟုတ်ကြပါစေနော်